အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့နာမည်ကတော့အင်းမြတ်တင်လို့ခေါ်ပါတယ်အခုဗီဒီယိုဖိုင်ကိုကြည့်ရှုနေကြတဲ့မိတ်ဆွေများအားလုံးကိုစီးပွားရေးအခွင့်အလမ်းကောင်းတစ်ခုနဲ့လာပြီးတော့မျှဝေပေးချင်ပါတယ်ရှင်ဘာတွေရရှိမှာလဲဆိုလို့ရှိရင်တော့နံပါတ်1အချက်အနေနဲ့မိတ်ဆွေလွတ်လပ်မှုကိုရရှိမှာဖြစ်ပါတယ်ရှင်မိတ်ဆွေအနေနဲ့ဘယ်နေရာမှာမဆိုဘယ်အချိန်မဆိုလုပ်ကင်လို့ရတဲ့အခွင့်အလမ်းဖြစ်ပါတယ်ရှင်နံပါတ်2အချက်ကတော့ဝင်ငွေအကန့်အသတ်စီတည်ဆောက်ရတာဖြစ်ပါတယ်မိတ်ဆွေအနေနဲ့အဖွဲ့အစည်းတည်ဆောက်ရတာဖြစ်လို့အဖွဲ့အစည်းခိုင်မာလေးဝင်ငွေတိုးတက်မှုရှိလေးဖြစ်ပါတယ်ရှင်။နံပါတ်3အချက်ကတော့မိမိကိုယ်ကိုအရေးအချင်းမြင့်တင်နိုင်တဲ့အချက်ဖြစ်ပါတယ်။မိတ်ဆွေအနေနဲ့အယောင်ပိုင်းဆိုင်ရာလူမှုဆက်ဆံရေးပိုင်းဆိုင်ရာအဖွဲ့အစည်းစီမံခန့်ခွဲမှုပိုင်းဆိုင်ရာပညာရပ်တွေကိုစနစ်တကျနဲ့သင်ယူရမှာဖြစ်ပါတယ်။နံပါတ်4အချက်ကတော့ယင်းနှီးမြှုပ်နှံမှုတွေရှိပါတယ်။ဘာကြောင့်လဲဆိုရင်မိတ်ဆွေထုတ်ကုန်ပစ္စည်းတွေကိုတုံးဆွဲရင်းနဲ့ယင်းနှီးရတာတွေရှိပါတယ်ရှင်။နံပါတ်5ချက်ကတော့မိတ်ဆွေအတွက်စိန်ခေါ်မှုတွေရှိပါတယ်။ငွေတိုးတက်ရန်အဖွဲ့အစည်းတည်ထားရန်တည်ဆောက်ရတာဖြစ်လို့မိတ်ဆွေတို့အတွက်တွန်းအားတွေလည်းရှိပါတယ်။တိုးတော့သူများဒီ MLN စီးပွားရေးကိုမကောင်းမြင်တဲ့စိတ်တွေရှိပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တချို့သောကုမ္ပဏီများဒီမမှန်ကန်သောနည်းလမ်းများကိုအသုံးပြုခြင်းကြောင့်ဖြစ်ပါတယ်ရှင်။စီးပွားရေးကအောင်မြင်မှုအတွက်ဖြန့်လန့်စီးပွားရေးမဟုတ်ပါဘူး။အောင်မြင်ခြင်းသူများအတွက်အခွင့်အလမ်းကောင်းဖြစ်ပါတယ်ရှင်။ချေမှုမှန်ကန်ဖို့လိုအပ်ပါတယ်။ successful ကုမ္ပဏီကဆိုရင်တခြားသောကုမ္ပဏီတွေနဲ့လုံးဝမတူပါဘူး။ငွေအရင်းနှီးအများကြီးမလိုအပ်ပါဘူးရှင်။စီးပွားရေးတစ်ခုတိုးတက်ခိုင်မာစေရန်အတွက်ကုမ္ပဏီပိုင်ရှင်ရဲ့ကျွမ်းကျင်မှုအတင်ဖွဲ့ကြီးရဲ့အားသာချက်နဲ့နိစနစ်တွေရဲ့တင်တန်းတွေကဆိုရင်မိတ်ဆွေတို့ကိုပံ့ပိုးကူညီမှုအကောင်းဆုံးပေးထားပါတယ်ရှင်မိတ်ဆွေကအောင်မြင်ခြင်းတူတယောက်လို့ယူဆရင်မိတ်ဆွေရဲ့ရည်မှန်းချက်နဲ့စ조사ပြီးလုပ်နိုင်တယ်လို့ယုံကြည်ရင်ဒီစီးပွားရေးမှာလက်တွဲလုပ်ကင်ဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်ရှင်